မျိုးသားတယောက်တန်ရှင်းရေးလုပ်နေချိန်မှာသူကြီးစားရဲ့မိဘတွေမမျှော်လင့်ပဲရောက်လာကြတယ်အတန်ကြားတာနဲ့သူ့ချစ်သူပြန်လာတယ်ထင်ပြီးတကားဖွင့်ဖို့သွားလိုက်တယ်ဒါပေမဲ့မိဘတွေရဲ့အတန်ကိုကြားလိုက်တဲ့အချိန်မှာတော့အယမ်းလန့်သွားတယ်သူတို့တွဲနေကြတာကိုမိဘတွေကိုမပြောထားတဲ့အတွက်ပါကုန်းဖို့နေရာရှာလိုက်ပေမဲ့နောက်ကျသွားပါပြီမိဘတွေလည်းသူ့ကိုတွေးလိုက်တာနဲ့အံ့အားသင့်သွားပြီးဘသူလဲလို့မေးလိုက်ကြတယ်အမျိုးသားကစိတ်လှုပ်ရှားလုံးလို့စကားတော်မပြောနိုင်ဘူးချစ်သူရဲ့အမေကသူ့အဝတ်စားတွေကိုကြည့်ပြီးသမီးကငှားထားတဲ့တန်ရှင်းရေးသမားထင်သွားတယ်။အဲ့ဒီအခါသူလည်းဟုတ်ပါတယ်တန်ရှင်းရေးလုပ်ဖို့လာတာပါလို့ပြောပြီးသူတို့ကိုအိမ်ထဲဝင်ခိုင်းလိုက်တယ်။အမေကဆိုဖာပေါ်မှာအဝတ်စားကိုတွေးလိုက်တဲ့အခါသူ့အဝတ်တွေကိုတွေးသွားမှကြောက်လို့ချက်ချင်းယူပြီးအိတ်ခမ်းထဲတွားဖွက်လိုက်တယ်။ပြီးတော့ချစ်သူကိုအမြန်ပြန်လာဖို့ message ပို့လိုက်တယ်။ဒီအချိန်မှာမိဘတွေရေချိုးခန်းဘက်ကိုတွားမဲ့အတန်ကြားလိုက်တော့သူချက်ချင်းထွက်ပြီးရေချိုးခန်းကတန်ရှင်းရေးမလုပ်ရသေးလို့ရှင်းပြပြီးအထဲဝင်ကသူ့ပစ္စည်းတွေကိုဖွက်လိုက်တယ်။မိန်းကလေးလည်း message ကိုမြင်တာနဲ့လန့်ပြီးအမြန်ဆုံးပြန်လာဖို့ကြိုးစားတယ်။ဒီလိုနဲ့တကားခောက်တန်ကြားလိုက်တော့သူ့ချစ်သူရောက်လာပြီးထင်ပြီးဝမ်းသာစွာတကားဖွင့်လိုက်တယ်။ဒါပေမဲ့မဟုတ်သေးပါဘူးသူမရဲ့အရင်ချစ်သူဖြစ်နေခဲ့တယ်ပိုပြီးဆိုတာကမိဘတွေကပဲအဲ့ဒီရီးစားဟောင်းကိုညစာစားဖို့ဖိတ်ထားပြီးသမီးနဲ့ပြန်ချစ်ကြဖို့တောင်းမျှော်လင့်နေကြတယ်။အမေကရီးစားဟောင်းကိုနှွေးထွေးစွာဆက်ဆံတာမြင်ပြီးအမျိုးသားကစိတ်ဆိုးလဲဖြစ်စိုးရိမ်စရာလဲဖြစ်သွားတယ်။မိဘတွေကသူ့ကိုသမီးငှားထားတဲ့တန်ရှင်းရေးသမားလို့မိတ်ဆက်ပေးလိုက်တယ်။ရီးစားဟောင်းကချက်ချင်းနားလဲသွားပေမဲ့ဘာမှမပြောဘဲနေလိုက်တယ်။အမျိုးသားကရီးစားဟောင်းရဲ့ကော်ဖီထဲစားအများကြီးထည့်လိုက်ပြီးသူပြန်ထွေးပစ်တာကိုကြည့်ကဝမ်းသာနေခဲ့တယ်။ပြန်လက်စားချေခြင်းနဲ့ရီးစားဟောင်းကအိမ်ထဲကိုလှည့်ကြည့်ပြီးဖုန်တွေအများကြီးရှိတယ်အလုပ်လုပ်ပါလို့ပြောလိုက်တယ်။တန်ရှင်းရေးသမားအဖြစ်လှုပ်ဆောင်နေရတော့အမှန်တကယ်စင်တွေကိုတုတ်ရတော့တယ်။အဲ့ဒီအချိန်မှာအမေကဆိုဖာပေါ်မှာနာရီတစ်လုံးတွေးလိုက်ပြီးဘသူဟာလဲလို့မေးလိုက်တယ်။အမျိုးသားကသူ့နာရီဖြစ်တာတီးလို့တန်ရှင်းရေးလုပ်ရင်ထားခဲ့တာပါလို့ပြောလိုက်တယ်။အမေကပြန်ပေးလိုက်ပေမဲ့အဖေအံ့အားသင့်သွားတယ်။ဒီနာရီကကားတစ်စီးစာတန်တယ်လို့ပြောလိုက်တာနဲ့အမေကစိတ်ရှုပ်ထွေးသွားပြီးသူ့ကိုတန်တရားဝင်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးပြန်ရောက်လာတယ်။အခြေအနေကိုနားလည်လိုက်ပြီးချက်ချင်းဒီနာရီကအတုပါလို့ပြောလိုက်တဲ့အတွက်ခဏလောက်တော့အမေကိုလှည့်စားနိုင်ခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းပစ္စည်းပို့သမားရောက်လာပြီးအမျိုးသားကိုပစ္စည်းလက်ခံလက်မှတ်ထိုးဖို့ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲချစ်သူရဲ့အမေကအရာအလုံးကိုနားလည်သွားပြီးအယမ်းကိုဒေါသထွက်သွားခဲ့တယ်။